ရှိလို့လာပြီခင်ရဲ့မိမစကားအရာရာနမိတ်များပြေဆုံးနေပြီချက်ပြီးတဲ့ခေါင်းလုံးမှန်တွေတော့ကအရာများတပြေးပြေးနဲ့ပဲမျက်ရှိခြင်းတို့သည်ချင်းချင်းမြတ်တာတရားလူလူနဲ့ပဲခေါင်းပါချပြည့်စီပြီးပြောင်းပြသွားအောင်ဒီလိုလောကစီလေးစားခြင်းများကိုချိန်မလို့ခင်ပြည့်စင်ချစို့အကိုရောရှိတဲ့ခင်မို့တဲ့စီချွတ်လာပြီးချီဆောင်တဲ့စေပေါ်တာရတဲ့ပြေဆုံး